ဘယ်တော့ပဲဖြစ်ဖြစ်ကိုကတောင်ပြောရင်သူကမြောက်ရှေ့ပြောရင်အနောက်ဆန့်ကျင်ဘက်ကြည့်ပဲပြောစကားပြောရင်လည်းဆန့်ကျင်ဘက်လှုပ်ရင်လည်းပဲသူလှုပ်တဲ့တုံးမလို့ဆန့်ကျင်ဘက်တွေလှုပ်တယ်ဘယ်တော့မှထောက်ခံပြောကြားလိုက်လျောတာမျိုးမရှိပฏิလောမအပြန်ဘက်ကပဲနေတယ်အနုလောမမဖြစ်ဘူးပฏิလောမအမြဲတမ်းပฏิလောမအတွေးနဲ့ကျင့်ကြံကြိုးကိုအထုအဲ့ဒီပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့အမြဲတမ်းဆန့်ကျင်ဘက်ကနေတယ်နံပါတ်5ကပါတော့ဆိုအမိတ္တိတတ္တပစတိကိုယ်အကျိုးစီးပွားကိုမလိုလားတဲ့လူတယောက်ဟာကိုယ်နဲ့ဘယ်သူမတည့်တယ်လဲဆိုအဲ့ဒီမတည့်တဲ့လူမှရွေးပေါင်းတော့နော်မတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်းအဲ့ဒီမတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်းတဲ့လူဒီကိုယ်အကျိုးစီးပွားကိုမလိုလားသူပဲဖြစ်တယ်နံပါတ်6ကမိတ္တိတတ္တနာတိဝတိကိုယ်နဲ့ခင်မီနဲ့ကျွမ်းကျင်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကိုယ်အကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေတွေအဲ့ဒီမိတ်ဆွေတွေကြလို့ရှိရင်သူကဘယ်တော့မှမတည့်ဘူးကိုယ်နဲ့ချစ်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကြရင်သူကအပေါင်းအသင်းမလုပ်ဘူးတဲ့နံပါတ်9ကဝဏကာမေနိဝရတိကိုယ့်ရဲ့အကျိုးဂုဏ်သတင်းချီးကျူးစကားကိုတရားရောကပြောမယ်ဆိုရင်မင်းဘာသိလို့ပြောတာလဲဒီကောင်ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ဒီလိုပြောတာမျိုးနော်ဂုဏ်သတင်းကိုတူကပြောပြီဆိုရင်လက်မခံတားမြစ်တယ်မင်းမသိဘဲနဲ့မပြောပါနဲ့တို့ဘာလို့ဝဏကာမေနိဝရတိချီးမွမ်းစကားပြောပြီဆိုရင်သူအပြောမခံသူရှိမှဆိုရင်ချီးမွမ်းစကားအပြောမခံအဲ့ဒီအပြောမခံတဲ့ပုဂ္ဂိုလ်တယောက်ကိုယ်အကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်တယောက်ပဲတဲ့နံပါတ်8ကအကောတန္တိပတန္တတိကိုယ်ဆဲပြီဆိုလို့ရှိရင်ဟာဒီကောင်တော်တယ်မြင်မှန်ရ Facebook ကဆဲပါဇက်နဲ့ဆဲတဲ့ကောင်သူသဘောကျနော်ကိုယ်ဆဲလို့ရှိရင်အားပေးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သတ်မှတ်ပါဒီလိုဆိုတယ်နံပါတ်9ကြတော့ဂုံရှင်စတ်တတ္တနနက္ခတိဂုံရှင်စတ်တတ္တနက္ခတိလူတွေဆိုတာလျှို့ဝှက်ချက်ကလေးတွေရှိခုခေတ်တော့တယ်လီဖုန်းတွေဘာတွေထဲမှာတော့ခတ်သိမ်းထားတာရှိတယ် security ဆိုလူတိုင်းကြည့်လို့မရအောင်လျှို့ဝှက်ချက်ဆိုတာရှိကမ္ဘာရဲ့လျှို့ဝှက်ချက်ကြီးတွေအခုကပေါက်ကြားနေတယ်ခု channel တွေဘာတွေကြည့်ရင်တော့သိမှာပေါ့ပနာမပေပါဆိုတာတွေ့နော်ရင်စောစောပိုင်းက WikiLeaks ဆိုလျှို့ဝှက်ချက်တွေပေါက်ကြားကောအဲ့တော့ဒီမိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်ကဘာလို့တတ်တုံးဆိုကိုယ်အမတန်မှရင်းနှီးပြီးကိုယ်အကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုပြောတတ်တယ်ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့ကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုဘယ်တော့မှကိုယ်မပြောဘူးသူ့ရဲ့လျှို့ဝှက်ချက်ကိုကိုယ်ဘယ်တော့မှမပြောအဲ့တော့ယဉ်နှီးမှပြောတာအဲ့တော့မယဉ်နှီးဘူးဆိုတာကိုယ့်ရဲ့ရန်သူပဲကိုယ်အကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်ပဲကိုယ်အကျိုးစီးပွားကိုလိုလားရင်သူ့ရဲ့လျှို့ဝှက်ချက်တွေကိုယ်ပြောမှာပဲဒီလိုဆိုလို့တယ်နော်လူဟာယဉ်နှီးပြီဆိုလို့ရှိရင်တော့ပွင့်ပွင့်လင်းလင်းအားလုံးအသိပေးပြီးပြောကြားထားလိရှိတာဟုတ်အဲ့တော့ယဉ်နှီးမှုမယဉ်နှီးမှုဆိုတာဘာနဲ့တိုင်းတာရမလို့ဆိုသူ့ရဲ့လျှို့ဝှက်ချက်တွေကိုပြောပြီဆိုရင်တော့ဒါယဉ်နှီးတယ်လို့ပဲပြောမှတ်ကိုယ်အကျိုးစီးပွားလူလားတယ်လို့ပဲပြောတတ္တဂုံရှံနရုဟတိသူ့ရဲ့လျှို့ဝှက်ချက်ဂုံရှံသူ့ရဲ့လျှို့ဝှက်ချက်ကိုလည်းဘယ်တော့မှမဖော်ထုတ်ဘူးကမ္မန္တတ္တနဝနေတိလူတယောက်ရဲ့လုံသမျှလုပ်ငန်းတွေကိုဘယ်တော့မှမချီးမွမ်းဘူးတဲ့နံပါတ်7ကဘယ်တော့မှမချီးမွမ်းဘူးသူလုံသမျှကိုကဲ့ရဲ့ရှုတ်ချနေတယ်နံပါတ်7ကျတော့ပညတ္တနပတန္တတိသူဘလောက်ပဲတော်နော်သူအရေးချင်းတွေဘလောက်ပဲကောင်းဘယ်တော့မှမချီးမွမ်းဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူးလို့ဒီလိုဆိုဘယ်တော့မှမချီးမွမ်းဘူး
မွမ်းတယ်ဆိုတာမလုပ်ဘူး